マイ未来へいちごでスタート。ဒီနေ့ကတော့ဂျပန်စာအခြေခံသင်ခန်းစာဒုတိယနေ့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒါဟီရာဂါနာဆိုတဲ့ပေါ့နော်ဂျပန်ဝါဟာရအခရာတွေရင်းနှီးတွေကိုစပြီးတော့လေ့လာသင်ကြားရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့အခရာတွေစပြီးတော့မသင်ယူခင်မှာပထမနေ့ကသင်ခန်းစာလေးဖြစ်တဲ့ဟီရာဂါနာကာတာခါနာရဲ့အတန်ထွက်46လုံးကိုတစ်ခေါက်လောက်ပြန်ပြီးတော့အတူတူနှွေးပြီးတော့လိုက်ဆိုကြည့်ကြရအောင်A ကိုတွေ့ရင်အလို့အတန်ထပ်ပေးရတယ်။ I ကိုတွေ့ရင် E လို့အတန်ထပ်ပေးရတယ်။ U ကိုတွေ့ရင်ဥလို့အတန်ထပ်ပေးရတယ်။ E ကိုတွေ့ရင်အဲလို့အတန်ထပ်ပေးရတယ်။ O ကိုတွေ့ရင် O လို့အတန်ထပ်ပေးရတယ်။အဲ့တော့ဒီ I ဥရဲ့ O ရဲ့အရှိမ K ကိုပေါင်းထည့်လိုက်တယ်ဆိုလို့ရှိရင်ကဒါမှမဟုတ်လို့ရှိရင်ခဆိုတဲ့အတန်ထွက်တယ်ပေါ့နော်။ဘယ်ဟာမဆိုထွက်တာမှန်ပါတယ်။ကိုအားတန်တဲ့ဟာနဲ့ထွက်လို့ရတယ်ပေါ့နော်။ vocab တွေတက်တဲ့အခါမှာတော့သူ့ရဲ့ essence ပေါ်မူတည်ပြီးတော့ကထွက်မလားခထွက်မလားဆိုတဲ့ဟာလေးကိုကိုကပြန်ပြီးတော့အသေးချာလေးနားထောင်ကြရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ခနဲ့ပဲဖတ်ပြသွားမယ်ပေါ့နော်အဲ့တော့ KU ဆိုရင်ခ KI ဆိုရင်ခိ KU ဆိုရင်ခု KE ဆိုရင်ခေ KO ဆိုရင်ခိုတစ်ခေါက်လောက်ပြန်ဖတ်ကြည့်ကြရအောင်ခခိခုခေခိုအဲ့တော့ I ရဲ့ O ရဲ့အရှိမ S နဲ့ပေါင်းမယ်ဆိုလို့ရှိရင်စဒါမှမဟုတ်လို့ရှိရင်စလိန်အတန်ထွက်တယ်အဲ့တော့ဘယ်ဟာကိုထွက်အတူတူပဲပေါ့နော်ဒါပေမဲ့စလိန်တန်နဲ့ထွက်တဲ့ဟာတော့ပို့ပြီးတော့များတယ်ပေါ့နော်ဥပမာဇန်စေဆူရှီစသဖြင့်ပေါ့နော်ဒီစလိန်အတန်နဲ့ထွက်တာကပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့ဖတ်ကြည့်ကြရအောင်ဒီစအတန်းမှာကျတော့ကျွင်းချက်အတန်းထွက်လေးရှိရဲအဲ့ဒါက second line မှာဖြစ်တယ်ပေါ့နော်second line မှာဆိုလို့ရှိရင်C ဆိုတဲ့ထွက်ရမယ့်အတန်အစားရှိဆိုပြီးတော့အတန်ကိုပြောင်းပြီးတော့ဖတ်ပေးရတယ်ပေါ့နော်မြန်မာလိုအတန်ထွက်ဆိုရင်တော့ရှားခေါဟာထိုးလုံးတင်ရှိဆိုတဲ့အတန်မျိုးလေးထွက်တာပေါ့နော်အဲ့တော့တစ်ခေါက်လောက်ပြန်ပြီးတော့ဖတ်ကြည့်ကြည့်မယ် SA စ SHI ရှိ SU စု SE ဆဲ SO ဆိုနောက်တစ်ခေါက်တော့ပြန်ဖတ်ကြည့်ကြရအောင်စာရှိစုဆဲဆိုအဲ့တော့နောက်ထပ်တစ်တန်းကိုဆက်ပြီးတော့သွားကြည့်ကြရအောင်နောက်တစ်တန်းကကြတော့တီပေါင်းတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့တီပေါင်းထည့်တယ်ဆိုလို့ရှိရင်တော့တာဝင်းပူအတန်လေးဖြစ်သွားတယ်ဒီတန်းမှာလည်းပဲကျွင်းချက်အတန်ထွက်ပြီးရှိတယ်အဲ့ဒါက second line နဲ့ third line မှာဖြစ်တယ်ပေါ့နော်အဲ့တော့တီနဲ့ A နဲ့ပေါင်းတယ်ဆိုလို့ရှိရင်ထဆိုတဲ့အတန်ထွက်တယ် second line မှာဆိုရင်တိဆိုတဲ့အတန်မရှိဘဲနဲ့ CHI ချိဆိုတဲ့အတန်လေးဖြစ်သွားမယ်ပေါ့နော်ခါခွေရပြလုံးတွေချိဆိုတဲ့အတန်မျိုးလေးပေါ့နော်နောက်တစ်ခုကကျတော့ TSU စုသူလည်းပဲဒါစုဆိုတဲ့အတန်မျိုးဒါပေမဲ့အပေါ်ကစုနဲ့မတူတာကကြတော့ဒီစုကကြတော့ဒီအတန်နှက်ခမ်းကိုစုပြီးတော့ဆိုရဲစုမဟုတ်ဖိနေပေါ့နော်သွားစိတ်ပြီးတော့ပြုံးဟန်နေပေါ့နော်သွားလေးကိုစိတ်ပြီးတော့ဒီနှက်ခမ်းကကြတော့ဘေးနှစ်ဘက်ကိုသွားတဲ့အတန်နဲ့စုဆိုပြီးတော့ဆိုရတာဖြစ်တယ်ပေါ့နော်အဲ့တော့တာချီစု PE ကတဲ DO ဆိုရင်တို့တစ်ခေါက်ပြန်ပြီးဖတ်ကြည့်မယ်ဆိုရင်တာချီစုတဲတို့အဲ့တော့အန်နဲ့ပေါင်းမယ်ဆိုရင်တော့ဒါနာငယ်အတန်ထွက်တယ်ပေါ့နော်ဒီတန်းမှာတော့ train ချက်အတန်ထွက်မရှိဘူးပုံမှန်အတိုင်းပဲနာနိနုနေနိုးဆိုပြီးတော့အတန်ထွက်ရမယ်ပေါ့နော်နောက်တစ်တန်းကကြတော့ H နဲ့ပေါင်းတာဖြစ်တယ် H နဲ့ပေါင်းတယ်ဆိုရင်တော့ဒါဟာအတန်လေးထွက်ပေးရတယ်ပေါ့နော်ဒီတန်းမှာလည်းပဲ train ချက်အတန်ထွက်လေးရှိရဲသူကကြတော့ third line မှာ train ချက်အတန်လေးရှိတယ်ပေါ့နော်third line မှာဆိုလို့ရှိရင် HU ဟုဆိုတဲ့အစား FU ဖုဆိုပြီးတော့အတန်ထွက်ပေးရတယ်အဲ့တော့ဖတ်ကြည့်ကြရအောင်ဟာဟီဖုဟဲဟိုအဲ့တော့နောက်တစ်တန်းကကြတော့ M နဲ့ပေါင်းတာအဲ့တော့ M နဲ့ပေါင်းမယ်ဆိုလို့ရှိရင်တော့မအတန်ထွက်တယ်ပေါ့နော်အဲ့တော့ MA မ MI မိ MU မှု ME နဲ့ MO မှုမာမိမှုနဲ့မှုနောက်တစ်တန်းကကြတော့ Y နဲ့ပေါင်းတာဖြစ်တယ် Y နဲ့ပေါင်းရင်တော့ရပလက်အတန်ထပ်ပေးရတယ်။သူကကြတော့အခရာ၃လုံးပဲရှိတယ် first line ရယ် third line ရယ် fifth line ရယ်မှာပေါ့နော်။အဲ first line မှာ Y ကို A နဲ့ပေါင်းရင်ရဆိုတဲ့အတန်ထွက်တယ်။ third line မှာ U နဲ့ပေါင်းတယ်ဆိုရင် U လို့အတန်ထွက်တယ်။အဲ့တော့ fifth line မှာ O နဲ့ပေါင်းတယ်ဆိုလို့ရှိရင်ကြတော့ယော်ဆိုပြီးတော့ထွက်ပေးရတယ်။ယိုမဟုတ်ဘဲနဲ့ယော်လို့ထွက်ပေးရတယ်ပေါ့နော်။နောက်တစ်တန်းကကြတော့
R နဲ့ပေါင်းတာဖြစ်တယ်အဲ့တော့ R နဲ့ I U A O နဲ့ပေါင်းနေဆိုလို့ရှိရင်ရာကောက်တန်သို့မဟုတ်လအတန်ထွက်ပေးရတယ်နော်ဘယ်ဟာထွက်အဆင်ပြေတယ်ဒီမှာကတော့ရာကောက်အတန်နဲ့ထွက်သွားမယ်ပေါ့နော် R A ra R I ri R U ru R E re R O ru တစ်ခေါက်ပြန်ပြီးတော့ဖတ်ကြည့်ကြရအောင် ra ri ru re ru ဒီမှာတော့ကျွင်းချက်အတန်မရှိဘူးပေါ့နော်နောက်တစ်ခါကျတော့ W နဲ့ပေါင်းတာဖြစ်တယ်အဲ့တော့ W နဲ့ A နဲ့ပေါင်းနေဆိုရင်တော့ ဝဆိုတဲ့အတန်ထွက်တယ်ဒီတန်းကကျတော့သူကအခရာနှလုံးပဲရှိတယ် first line နဲ့ fifth line နှလုံးပဲရှိရပေါ့နော်အဲ့တော့ first line မှာတော့ A နဲ့ပေါင်းရင်ဝလို့အတန်ထွက်ပေမဲ့လို့ fifth line မှာကျတော့ဝဆိုပြီးတော့မရှိဘဲနေပေါ့နော် O ဆိုပြီးတော့ပဲအတန်ထွက်ပေးရမယ်ပေါ့နော်နောက်ဆုံးအခရာလေးကကျတော့ ဖြစ်တယ်ပေါ့နော် N ကိုတွေ့ရင်လို့အတန်ထွက်ပေးရတယ်အဲ့တော့သူကလေဘလို့အတန်ထွက်တာလဲဆိုတော့ပေါ့နော်ဝါဆွဲမတ်တနဲ့ထွက်တာပို့ပြီးတော့မှန်တယ်တလုံးတည်းရှိရဆိုရင်တော့ပေါ့နော်သူများနဲ့ပေါင်းလဲဆိုတော့ဒါနာငယ်အတန်နဲ့ထွက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဂျပန်အခရာ46လုံးရဲ့အတန်ထွက်တွေကိုတစ်ခေါက်လောက်ပြန်ပြီးတော့ဆိုကြည့်ကြရအောင်A I U E O ခခိခုခေဟိုစာရှိစုစေဆိုတာချစ်စုတေတိုနာနိနုနေနိုဟာဟိစုဟေဟိုမာမီမုမေမိုယယူယောလာလီလူလေလိုဝါအိုကဲဒါဆိုလို့ရှိရင်အတန်ထွက်46လုံးရပြီဆိုလို့ရှိရင်ဒီနေ့အခရာရင်းနှီးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင် A ကိုတွေးလို့ရှိရင်အလို့အတန်ထွက်ပေးရတယ်ဟုတ်ပြီအဲ့တော့အလို့အတန်ထွက်တာတော့ဟုတ်ပြီဘယ်လိုမျိုးရေးရလဲဆိုတာကိုတစ်ခေါက်လောက်ကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက်ပြန်ကြည့်ကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်ဒါဆိုရင်နောက်ထပ်အခရာဖြစ်တဲ့ E ကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဒီကကြတော့စုတ်ချက်ကနှစ်ချက်ပဲရှိရပေါ့နော်ဒီအပေါ်ကနေအောက်ကိုပဲသွားအဲ့တော့ဘယ်လိုမျိုးရင်းနှီးတွေရှိတယ်ဆိုတာကိုစပြီးတော့ကြည့်ကြရအောင်ဟုတ်ပြီတစ်ခေါက်ပြန်ပြီးကြည့်ကြည့်မယ်အပေါ်ကနေအောက်ကိုတစ်ချက်ဆွဲတယ်ပြီးနောက်တစ်ချက်ပြန်ဆွဲတယ်အဲ့ဒါဆိုရင် E ပေါ့နော်အဲ့တော့ E ကကြတော့စုတ်ချက်ဆွဲနည်းကနှစ်ခုပဲရှိပါတယ်အဲ့တော့ဒီချာလေးပြန်ပြီးတော့ရေးချက်မှသာမှတ်မိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရေးချက်ဖို့လိုတယ်ပေါ့နော်အခရာတွေအဲ့ဒါမှဒါကိုယ့်ရဲ့လက်ရေးကရောလှမှာဖြစ်ပြီးတော့ဒါရေးတဲ့အခါမှာမှတ်မိတဲ့ပေါ့နော်ဒီနှုံးထားကလည်းပဲပို့ပြီးတော့ညံမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ထပ်အခရာလေးဖြစ်တဲ့ဥဆိုတဲ့အခရာလေးကိုလေ့လာကြည့်ကြရအောင်။ဥကကြတော့စုတ်ချက်ကနှစ်ချက်ရှိတယ်ပေါ့နော်။နှစ်ချက်ပြန်ပြီးရကြည့်ကြရအောင်။တစ်ချက်နှစ်ချက်အဲ့တော့ဥရဲ့ရင်းနေရဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ပေါ့နော်အပေါ်ကနေအောက်ကိုမြင်းချောင်းအဆောင်လေးဆွဲလိုက်တယ်ပြီးတော့ question mark ပုံစံမျိုးလေးဆွဲလိုက်တာဖြစ်တယ်အလုံးပေါင်းစုတ်ချက်နှစ်ချက်ပဲရှိပါတယ်။ကဲဒါဆိုလို့ရှိရင်အဲရဲ့ဆွဲပုံဆွဲနည်းလေးကိုကြည့်ကြရအောင်တစ်ချက်နှစ်ချက်နောက်တစ်ခေါက်ပြန်ကြည့်မယ်တစ်ချက်နှစ်ချက်အဲရဲ့ဆွဲပုံဆွဲနည်းကလည်းပဲစုတ်ချက်နှစ်ချက်ရှိတယ်ပထမဦးဆုံးအပေါ်ကနေအောက်ကိုအဆောင်လေးဆွဲတာကသူကဥနဲ့အတူတူပဲပေါ့နော်ပြီးတော့မှသူက Z လိုပုံစံမျိုးလေးကိုဆွဲပြီးတော့အောက်မှာက H လိုပုံစံမျိုးလေးတွားလိုက်တာဖြစ်တယ်ပေါ့နော်အလုံးပေါင်းစုတ်ချက်နှစ်ချက်ရှိတယ်အဲ့တော့ဒီ I O ရဲ့ O ရဲ့နောက်ဆုံးအခရာဖြစ်တဲ့ O ရဲ့စုတ်ချက်လေးကိုကြည့်ကြရအောင်အဲ့တော့ O ကကြတော့စုတ်ချက်၃ချက်ဖြစ်သွားပြီမတူတော့ဘူးပေါ့နော်အသေးစိတ်လေ့လာကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက်အဲ့တော့ပြန်ပြီးတော့တစ်ခေါက်လောက်ပြန်ပြီးတော့လေ့လာကြည့်ကြမယ်ပေါ့နော်။ O ကကျတော့စုတ်ချက်၃ချက်ရှိတယ်အဲ့တော့ချက်နှစ်ချက်သုံးချက်ကဲဒါဆိုလို့ရှိရင် R E U A O ဆိုတဲ့အခရာ၅လုံးရဲ့ရေးပုံလေးတွေကို皆さんတို့နားလည်တဲ့ပေါ်ပေါက်မှာလို့ထင်တယ်ပေါ့နော်။ခအခရာလေးကိုစပြီးတော့ရေးကြည့်ရအောင်။တစ်ချက်နှစ်ချက်သုံးချက်နောက်တစ်ခေါက်ပြန်ပြီးကြည့်မယ်ပေါ့နော်။တစ်ချက်နှစ်ချက်သုံးချက်ဒီ
ခဆိုတဲ့အခရာလေးကိုရေးတဲ့အခါမှာစုတ်ချက်က3ချက်ရေးပြီးတော့ဆွဲရမယ်ပေါ့နော်။ဒါဆိုရင် key ကိုဆက်ပြီးတော့ကြည့်ကြရအောင်။တစ်ချက်နှစ်ချက်သုံးချက်လေးချက်နောက်တစ်ခေါက်ပြန်ပြီးတော့ကြည့်ကြရအောင်။တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒါဆိုရင် key ဆိုတဲ့အခရာလေးကိုရေးတဲ့အခါမှာစုတ်ချက်က4ချက်လိုပါတယ်။အဲ့တော့ခုဆိုတဲ့အခရာလေးကိုဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော်။အဲ့တော့ခုရဲ့ရေးနေရကြတော့ဒါ click သင်္ကေတ less than ကိုရေးတဲ့သင်္ကေတလေးနဲ့တူရပေါ့နော်။သူကစုတ်ချက်တစ်ချက်ပဲရှိရပေါ့နော်။ဒါဆိုရင်ကြည့်ကြရအောင်။နောက်တစ်ခေါက်ပြန်ပြီးကြည့်ကြမယ်တစ်ချက်ဒါဆိုရင်ခဲအခရာရင်းနှီးလေးကိုဆက်ပြီးတော့ကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက်နောက်တစ်ခေါက်လောက်ပြန်ပြီးကြည့်ကြမယ်တစ်ချက်နှစ်ချက်သုံးချက်ဒါဆိုရင်ခဲအခရာရေးပုံရင်းနှီးကိုလည်းရမယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကိုဆိုတဲ့အခရာလေးကိုကြည့်ကြရအောင်ကိုကကြတော့သူက e နဲ့တူတယ်ပေါ့နော်e ကိုသူကအလျားလိုက်ရေးလိုက်တဲ့ပုံစံမျိုးလေးနဲ့တူတယ်ပေါ့နော်ဒါဆိုရင်ကိုရင်းနှီးကိုစပြီးတော့လေ့လာကြည့်ကြရအောင်နှစ်ချက်သင်ကြည့်ကြည့်မယ်တစ်ချက်နှစ်ချက်ဒါဆိုလို့ရှိရင်ဒါခကနေခိုဆိုတဲ့ပေါ့နော်အခရာ၅လုံးရဲ့ရေးပုံရင်းနှီးလေးကိုလည်းပဲဒါရမယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်စအတန်ကိုလည်းဆက်ပြီးတော့ကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက်နောက်တစ်ခေါက်လောက်ပြန်ပြီးကြည့်ကြရအောင်တစ်ချက်နှစ်ချက်သုံးချက်ဒါဆိုရင်စအခရာလေးမှာဆိုရင်စုချက်က3နည်းပါပါတယ်ဒါဆိုရင်ရှိအခရာရင်းနှီးလေးကိုဆက်ပြီးတော့ကြည့်ကြရအောင်ရှိရကြတော့စုတ်ချက်တစ်ချက်တည်းဖြစ်တယ်သူကငများချိတ်ပုံစံမျိုးလေးဖြစ်တယ်ဒါဆိုရင်ကြည့်ကြရအောင်တစ်ခေါက်ပြန်ကြည့်မယ်ဒါဆိုရင်စုရဲ့ရေးပုံရင်းနှီးလေးကိုကြည့်ကြရအောင်စုအားကြတော့စုတ်ချက်နှစ်ချက်ရှိတယ်ပေါ့နော်တစ်ချက်နှစ်ချက်ပြန်ကြည့်မယ်တစ်ချက်နှစ်ချက်အဲ့တော့ဒီမှာကကြတော့ဒါရေးတဲ့ဗီဒီယိုလေးอ่ะပေါ့နော်မြန်ကောင်းမြန်နိုင်တယ်ပေါ့နော်အဲ့တော့ကိုယ်စာရေးတဲ့အခါမှာကြတော့လှအောင်လို့ပေါ့နော်အသေးစိတ်ပြန်ပြီးတော့ရေးမယ်ပြီးတော့ဒီအခရာရင်းနှီးနဲ့ပတ်သက်ပြီးတော့ YouTube မှာလေးပဲဗီဒီယိုတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာချာရင်းနှီးလေးတွေကိုလေ့ကျင့်ဖို့လိုအပ်တယ်ပေါ့နော်ဒါဆိုရင်ဆဲရေးပုံရင်းနှီးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဆဲတစ်ချက်နှစ်ချက်သုံးချက်နောက်တစ်ခေါက်ပြန်ကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်ဒါဆိုလို့ရှိရင်ဆဲရင်းနှီးလေးကိုလည်း皆さんတို့ရေးတတ်မယ်ထင်တယ်ပေါ့နော်ဒါဆိုရင်ဒီနေ့ရဲ့နောက်ဆုံးသင်ခန်းစာလေးဖြစ်တဲ့အခရာဆိုရင်းနှီးလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်သူကကြတော့စုတ်ချက်ကတစ်ချက်တည်းပဲပေါ့နော်ဇက်လိုပုံစံမျိုးလေးနဲ့စီလေးနဲ့ကိုပေါင်းလိုက်တာပေါ့နော်ကြည့်ကြရအောင်ပြန်ကြည့်မယ်တစ်ချက်ဒီနေ့သင်ခန်းစာမှာကကြတော့အခရာရင်းနှီးအတန်း3တန်းကိုသင်သွားတယ်ပေါ့နော်အတန်းရဲ့ခအတန်းရဲ့စအတန်းရဲ့ကိုသင်သွားတယ်ပေါ့နော်ဒါဆိုရင်ဒီနေ့သင်ခဲ့တဲ့အတန်းကနေပြီးတော့စအတန်းအခရာလေးတွေနဲ့ပတ်သက်တဲ့ vocab လေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်အချစ်ဤအဲဒီအဲအိမ်ပကြီးဥအဲအပေါ်အိုအပြာအခါအနီနောက်တစ်ခေါက်လောက်ပြန်ပြီးတော့ဖတ်ကြည့်ကြရအောင်အချစ်ဤအဲဒီအဲအိမ်ပကြီးဥအဲအပေါ်အိုအပြာအခါအနီအခီဆောင်းဦးဤခဲရေအိုင်အဲခီဘူဒါခူခီလေဒီမှာကကြတော့သူရေးထားတာကကြတော့ပေါ့နော်ခုဥခီလို့ရေးထားတယ်ပေါ့နော်ဒါပေမဲ့ဖတ်တဲ့အခါမှာခူခီလို့ဖတ်မယ်ပေါ့နော်ဒါကကြတော့နောက်ထပ်လာမယ့်သင်ခန်းစာအတန်ထွက်တွေမှာသင်ပေးမှာဖြစ်တယ်ပေါ့နော်လက်တလောအနေနဲ့ကကြတော့ဒါခူခီလို့ခဏမှတ်ထားပြီးတော့ဖတ်တဲ့အခါမှာလည်းတခါတည်းအဲ့တိုင်းလေးဖတ်သွားမယ်ပေါ့နော်ခဆတီခုသွားသည်နောက်တစ်ခေါက်လောက်ပြန်ကြည့်ကြရအောင်အခီဆောင်းဦးဤခဲ
ai eki eki buddha kuki kuki le kasa kasa ti iku iku သွားသည် ishi ishi ကြောက်သုံး sushi 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 shio shio စား isu isu ထိုင်ကုန် kusa kusa ညက် kusu kusu ဖနက်ဒီမှာကပေါ့နော်ဒါလေးကစရင်းနေเนาะဒီစရင်းနေကခုနကပြထားတဲ့ဗီဒီယိုအတိုင်းပဲရေးရမှာဖြစ်တယ်ပေါ့နော်ဒီတိုင်ပင်ရိုက်တဲ့အခါမှာဆိုလို့ရှိရင်တချို့အခရာလေးရပေါ့နော်ပုံစံလေးတွေနည်းနည်းကွဲပြားတာဖြစ်ပေမဲ့လို့ရေးတဲ့အခါမှာကတော့ခုနကဗီဒီယိုတွေကအတိုင်းပဲလေ့ကျင့်ပြီးရေးပေးဖို့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာကလည်းစကိုပြောရဲဆိုတာကိုသိထားရမယ်ပေါ့နော်ဒီမှာကြောက်တော့တစ်ဆက်သေးပုံစံမျိုးလေးရေးသွားတာပေါ့နော်အဲ့တော့နောက်တစ်ခေါက်လောက်ပြန်ဖတ်ကြည့်မယ် ishi ishi ကြောက်တော့ sushi 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 shio shio စာ isu isu ထိုင်ကုန် kusa kusa ညက် kusu kusu ဖနက်ဒီနေ့လေ့လာခဲ့တဲ့အခရာအတန်း၃လုံးဖြစ်တဲ့ပေါ့နော်အတန်းရဲ့ခအတန်းရဲ့စအတန်းရဲ့ကိုသေချာလေးအလွတ်ရတဲ့အထိအိမ်မှာပြန်လေ့ကျင့်ပြီးတော့သူနဲ့သက်ဆိုင်တဲ့ vocab လေးတွေကိုလည်းပဲမှတ်မိအောင်နဲ့အတန်းထပ်မှန်ကန်အောင်ရွတ်ဆိုပြီးတော့ဖတ်ဖို့လိုအပ်တယ်ပေါ့နော်။ကဲဒါ vocab လေးတွေကိုနောက်ဆုံးတစ်ခေါက်လောက်တူတူပြန်ဖတ်ကြည့်ကြရအောင်။အာအီအာအီအီအဲအီအဲအဲအဲဥအဲဥအဲအာအိုအာအိုအခါအခါအခီအခီဒီခဲဒီခဲအခီအခီခုခီခုခီခါဆာခါဆာイクイク石石寿司寿司塩塩椅子椅子クサクサクスဒီနေ့သင်ခန်းစာလေးဖြစ်တဲ့အခြေခံဂျပန်စာဒေတူသင်ခန်းစာလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်